သာဝတိပြည်ဇေတဝန်ကျောင်းရဲ့ကျောင်းတကာဟာအနာတပိန်တထေးအဲ့ဒီအနာတပိန်တထေးဟာတနေ့ကျောင်းကို3ခေါက်သွားတယ်သွားတိုင်းလည်းပဲအလက်ဗလာကြီးနဲ့သူ့လက်ထဲမှာတခုခုမပါဘဲနဲ့သွားလိမရှိဘူးကိုရင်လေးတွေကျွေးစရာလေးတွေပေးစရာလေးတွေလှူစရာလေးတွေဒါလေးတွေကိုင်သွားတယ်ညနေကျဆိုပန်းရနတ်နေဖြော်ရမကာလေးတွေကိုင်ပြီးတော့သွားတယ်အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးထံကိုတော့သူကသွားတယ်ဒါပေမဲ့လို့မြတ်စွာဘုရားအဘယ်တရားဟောပေးပါဘယ်ကဲ့သို့သောအကြောင်းအရာကဘယ်လိုကြောင့်ဖြစ်တာပါလဲစသည်ဖြင့်ဘုရားကိုမေးခွန်းမေးတာမျိုးအနာတပိန်တထေးမှာလုံးလေမရှိဘူးဘာဖြစ်လို့လဲလို့မေးလိုက်တော့ငါ့ကိုအကြောင်းပြုပြီးမြတ်စွာဘုရားမပင်ပန်းပါစေနဲ့သူမေးတာဖြေရတာနဲ့ဘုရားပင်ပန်းမှာစိုးလို့တဲ့ဘုရားကိုချစ်တဲ့စိတ်ကြည်ညိုတဲ့စိတ်ပြင်ချစ်တဲ့စိတ်ပါတဲ့ပုံစံဒီလိုဖြစ်တဲ့သူကဒါပေမဲ့လို့သူကအဲ့ဒီကျောင်းထဲမှာဘုရားထံသာကျောင်းထဲရောက်တော့လည်းပဲရောက်ချင်မှရောက်မယ်အရှင်သာရိပုတ္တရာထံတော့ပုံမှန်သူရောက်လို့ရှိတယ်အရှင်သာရိပုတ္တရာနဲ့ပိုရင်းနှီးတယ်ပေါ့ပြောချင်တာကအခြားသောတန်ဃာတော်တွေထက်အရှင်သာရိပုတ္တရာကိုသူကပို့ပြီးတော့လဲကြီးညိုတယ်ဘာဖြစ်လို့တော့မေးလိုက်တော့ရှင်သာရိပုတ္တရာနဲ့သူနဲ့ကဇေယိုက်ကတူတယ်လို့ဒီလိုပြောရမယ်သူကလည်းမရှိတဲ့လူတွေကိုကျွေးတဲ့မွေးတဲ့လို့ဘုရားဘာသာဖယားကျောင်းတကာမဖြစ်ခင်ကတည်းကအနာထပိန္တိကအကိုရမဲ့သူတွေကိုကျွေးမွေးတဲ့လူလို့ဒီလိုနာမည်ရအရှင်သာရိပုတ္တရာကလည်းဒီတိုင်းပဲယဟန္တာကြီးဖြစ်နေတာတောင်ပဲစားမဲ့တောက်ရမဲ့ဆိုရင်စောင့်ရှောက်လေးရှိတယ်ကိုရင်လေးတွေကိုစောင့်ရှောက်လေးရှိတယ်အဲ့တော့နှလုံးသားချင်းတူလို့သူကရှင်သာရိပုတ္တရာကိုအလွန်ကြီးညိုတဲ့အထဲမှာပါတယ်လို့ဒီလိုမှတ်ရမယ်အဲ့ဒီကျောင်းတကာကြီးမကြမ်းမမာဖျားနာပြီးနေမကောင်းတဲ့အခါအရှင်သာရိပုတ္တရာကြီးကိုပဲသူပင်ခိုင်းတယ်အခြားတန်ဃာတွေမပင်ခိုင်းသူနေမကောင်းဘူးအရှင်သာရိပုတ္တရာကြီးကိုပင့်ပေးကြပါကျောင်းတကာကြီးနေမကောင်းတယ်ကျောင်းတကာကြီးကပင့်ခိုင်းတယ်ဆိုတော့အရှင်သာရိပုတ္တရာကအရှင်အာနန္ဒာခေါ်ပြီးကျောင်းတကာကြီးရှိတဲ့နာကိုသွားတယ်ကျောင်းတကာကြီးအိမ်ကိုရောက်တဲ့အခါခါပတိတထေကြီးကိစ္စခမဏိယကိစ္စယာပဏိယတထေကြီးကျမ်းမာမာရှိလားချမ်းသာရှိလားယောဂသက်သာလားဘယ်လိုလဲလို့မေးလိုက်တော့ကျောင်းတကာကြီးကအရှင်ဘုရားမသက်သာဘူးမနေ့ကနဲ့ဒီနေ့မတူဘူးမနေ့ကနဲ့နေ့လယ်နဲ့မတူဘူးနေ့လယ်နဲ့ညနေနဲ့မတူဘူးယောဂကတိုးပြီးတော့ဆိုးလာတယ်ဘုရားတဲ့ဒီလိုလျှောက်တယ်အဲ့လိုလျှောက်တဲ့အခါကျဘာပြောသလဲမေးလိုက်တော့အရှင်သာရိပုတ္တရာအရှင်သူမြတ်ကြီးကအဲ့ဒီကျောင်းတကာကြီးကိုနဇကုံဥပါတိရိတ်သားမိဧဝံသိက္ခိတဗံတထေးကြီးမျက်စိနဲ့မြင်ရတာမျက်စိဆိုတဲ့ရုပ်အကြည့်ကိုငါဥစ္စာလို့မမှတ်ပါနဲ့အရှင်သာရိပုတ္တရာပြိဿဟောတဲ့တရားဟာသိပြီးတော့လေးနဲ့တယ်ဥဒ္ဒရတွေရှင်သာရိပုတ္တရာဟောထားတာကိုပြန်ဟောရတော့လဲရှင်သာရိပုတ္တရာကြီးကိုလေးနဲ့မဟောနိုင်ဘူးလို့ကိုယ်ပြိဿအကျွမ်းမဲ့ယုံကြည်တယ်အဲ့ဒါကိုမင်းကွန်တိပိဋကဆရာတော်ကြီးကလူအများပါနားလည်ရအောင်ကြပြာလေးရေးထားတာရှိတယ်မျက်စိတွင်မြည်ရုပ်အကြီးကနှစ်စီကာလမတိထပဲမျက်စိတွင်မြည်ရုပ်အကြီးကနှစ်စီကာလမတိထပဲခဏဖြစ်လျက်ခဏပြည့်၏ဖြစ်ပြက်နှစ်တန်နှိမ့်ဆက်တံဖြင့်တယံမဆဲလွန်ဆင်းရဲ့၏ခိုင်မြဲကြောမှနှစ်မပါဘူးပညာစက်ကူမျောထောက်ရှုလျင်သူ့သဘာဝအနိစ္စနှင့်ဒုက္ခအနတ္တမှန်လစွာ၏ငါဥစ္စာငါလိပ်ပြတို့ဘာတခုမှမဟုတ်ကြသည်ဓမ္မသက်ပါရကားဓမ္မသက်ပါရကားဒါမင်းကိုဆရာတော်ကြီးကအရှင်သာရိပုတ္တရာဟောတဲ့တရားကိုကြပြလင်းကစီသွားတာမျက်စိတွင်မြည်ရုပ်အကြည်ကနှစ်စီကာလမတိထပဲမျက်စိနဲ့မြင်ရတဲ့မျက်စိဆိုတာကရူပယုတ်မျက်စိနဲ့မြင်ရတဲ့ရူပယုတ်
မျက်စိတွင်မြည်ရုပ်အကြည်ကစက္ခုပတာရရုပ်ပေါ့ဆိုလိုတာကအဲ့ဒီစက္ခုပတာရရုပ်ကနှစ်စီကာလမတိထပဲခဏဖြစ်လေခဏပြည့်ဤတဲ့ခဏလေးဖြစ်ပြီးတော့ခဏလေးပြည့်တာတဲ့ရုပ်သဘောတရားတွေဖြစ်ပြနှစ်တန်နှိမ့်ဆက်တဲ့ဖြင့်တရားမဆက်လွန်စင်းရဲ့ဤအဲ့ဒီဖြစ်ပြတန်နဲ့နှိမ့်ဆက်ခံရတဲ့ပုံကိုယ်တွေဟာတရဇတ်ပဲတဲ့ဆင်းရဲမှုတွေနဲ့ရင်ဆိုင်နေရတာခိုင်မြဲကြောမှနှစ်မပါဘူးအဲ့ဒီစက္ခုပတာရနဲ့ရုပ်အကြည်နဲ့မြင်ရတွေ့ရဖြစ်ပြတဲ့သဘောတွေဟာခိုင်တယ်မြဲတယ်ဆိုတာဘာမှမတွေ့ဘူးအနှစ်သာရရှာကြည့်တော့လေအနှစ်သာရလည်းမတွေ့ဘူးပညာစက္ခုမျောထောက်ရှုလျင်သူ့သဘာဝအနိစ္စနဲ့ပညာမျက်စိနဲ့တည်တည်ချလာကြည့်လိုက်ရင်သူ့သဘာဝကအနိစ္စပဲတဲ့အနိစ္စဆိုတာမမြဲဘူးအနိစ္စလက္ခဏာမြင်ပြီဆိုရင်နောက်ကဒုက္ခတို့အနတ္တတို့ကသေချာပေါက်လိုက်တာပြောင်းပြန်ပြောရင်အနိစ္စလက္ခဏာမှမမြင်တဲ့ပုဂ္ဂိုလ်ကဒုက္ခလည်းမမြင်ဘူးအနတ္တလည်းမမြင်ဘူးပေါ့သူသဘာဝအနိစ္စနဲ့ဒုက္ခအနတ္တမှန်လားစွာဤငါဥစ္စာငါလိပ်ပြတို့ဘာတခုမှမဟုတ်ကြသည်ဓမ္မသက်သက်ဘာတကားအဲ့ဒီမျက်စိနဲ့မြင်ရတဲ့ဟာတွေဟာရုပ်သဘာဝတွေဟာငါလည်းမဟုတ်ဘူးငါဥစ္စာလည်းမဟုတ်ဘူးငါလိပ်ပြလည်းဘာတခုမှမဟုတ်ဘူးဓမ္မသက်သက်ပါပဲလို့တက္ကကြီးရဲ့အဲ့လိုရှုရှင်သာရိပုတ္တရာကဟောတာအဲ့ဒါဘာလဲမေးဓဝရ6ပါးမျက်စိနာနာလျှာကိုစိတ်ပေါ့အဲ့ဒါကိုအဲ့ဒီတိုင်းရှုခိုင်းအဲ့ဒါပြီးတော့အာယုံ6ပါးလည်းပဲရူပတ္တကဏ္ဍရတ္တဖုဒ္ဓဘာနောက်တကဝိညာဉ်6ပါးမျက်စိ၌မိဝိညာဉ်တိကာစသည်ဖြင့်အဲ့ဒီမှာ6ပါးနောက်တကဓာတ်6ပါးခန္ဓာ5ပါးစသည်ဖြင့်ရှင်သာရိပုတ္တရာမထေရသူမြတ်ကအနာတပိန်တထေကြီးကိုအဲ့ဒီမှာဩဝါဒတရားအရှိကြီးဟောပေးလိုက်တယ်အဲ့ဒီတရားလည်းနာလာလိုက်ရရောအနာထပိဏိကောဂဟပတိအနာထပိဏိကလို့ခေါ်တဲ့ဂဟပတိတထေကြီးသည်အဲ့ဒီကဲ့သို့တရားတွေနာလိုက်ရသည်ရှိတော်တဲ့အနာထပိဏိကောအနာထပိဏိကသည်ပရောဒီထူးထူးပြားပြားငိုကြွေးလေ၏တရားနာရတော့နာထပိတထေကြီးငိုတယ်အတုနီမျက်ရည်တို့ကိုပဝတ်တေတိဖြစ်စေပြီမျက်စိကမျက်ရည်တွေလည်းကြားအထာကောအာယတမအာနန္တောအရှင်အာနန္ဒမထေရသူမြတ်ကအနာထပိဏိကံအနာထပိဏိကတထေကိုဂါပတိတထေကြီးတွန်တိလီဩလီယတိခောတွေ့တာညစ်ကပ်ပြီးတော့နေသလောတန်တိတတိခောစုပ်နှစ်ပြီးတော့နေသလောတထေကြီးဘယ်ရာတွေမြတ်တွေ့တာညစ်ကပ်နေလို့မျက်ရည်တွေကျနေရတာလေတထေကြီးစုပ်နှစ်တော်စိတ်တွေများဖြစ်ပြီးတော့ဝမ်းနေနေတာလားအရှင်အာနန္ဒာကမေးတော့အရှင်ဘုရားအာနန္ဒာတပည့်တော်မတွေ့တာမညှိကပ်ပါဗျာစုပ်လည်းမစုပ်နှစ်ပါဗျာတပည့်တော်ခုလိုမျက်ရည်တွေကျနေရတာဟာတခြားမဟုတ်ဘူးမြတ်စွာဘုရားရဲ့ကျောင်းတကာကြီးလည်းဖြစ်တယ်မြတ်စွာဘုရားနဲ့ရင်းရင်းနှီးနှီးလည်းရှိတယ်ဘုရားထံမှာလည်းမကြာရောက်တယ်သို့တော်လည်းပဲအခုလောက်ကောင်းတဲ့ဒီလိုတရားမျိုးတပည့်တော်ဒီလိုအချိန်ရောက်မှနာခွင့်ရလို့တပည့်တော်ဝမ်းနေမိတာပါဘုရားလို့ဒီလိုလျှောက်တယ်အဲ့တော့နာတပိန်တထေကြီးကအရှင်ဘုရားတို့အထူးသဖြင့်တော့အရှင်သာရိပုတ္တရာမထေရသူမြတ်ကြီးပေါ့ယခုကဲ့သို့တရားမျိုးကိုလူတို့အားနောင်လဲဟောကြားပေးပါဘုရားလို့ဒီလိုလျှောက်သွားတဲ့ဗျာအဲ့တော့ပြောချင်တာဘာလဲမေးလိုက်တော့သူတော်ကောင်းတို့တွေအရှင်သာရိပုတ္တရာမထေရသူမြတ်ကြီးဟာသာသနာပေါ်မှာအလွန်ကျေးဇူးများတဲ့အနာတပိန်တထေကြီးရဲ့အပေါ်မှာလဲနောက်ဆုံးအချိန်မှာတော့တရားဓမ္မနဲ့တွားပြီးတော့မှချီးမြှောက်တဲ့မထေရကြီးလို့ဒီလိုနားလည်ကြပါမယ်အဲ့ဒီမထေရကြီးချီးမြှောက်တဲ့တရားကဘာလဲမေးတော့မြင်သမျှသင်္ခါရတွေဟာငါလည်းမဟုတ်ဘူးငါဥစ္စာလည်းမဟုတ်ဘူးငါလိပ်ပြတို့ဘာတစ်ခုမှမဟုတ်ကြဘူးဓမ္မသက်သက်ဒီဆိုတာလေးကိုရှင်သာရိပုတ္တရာဟောပြသားခြင်းပဲဖြစ်ပါတယ်ဤကဲ့သို့ဓမ္မသည်အလုံးကိုယ်စီရှိပြီးတော့မှမိမိတို့ရဲ့ဘဝခရီးလမ်းဓမ္မနဲ့အညီဖြောင့်တန်းစွာရှောက်လှမ်းနိုင်ကြတဲ့သူတော်ကောင်းများဖြစ်ကြပါစေကုန်သတည်း